အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒီအကြောင်းအရာကဘာလဲမပြောခင်မှာကျွန်တော်တို့ပုံလေးတစ်ပုံပြပါမယ်ဒါလေးကိုတော့အားလုံးသိကြပါတယ်သူ့ရဲ့နာမည်ကတော့ Hummingbird ဖြစ်ပါတယ်ဒီ Hummingbird နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမေးခွန်းလေးတစ်ခုမေးထားပါတယ်အဲ့ဒီမေးခွန်းကတော့ Hummingbird က ecosystem တစ်ခုမှာဘယ်လိုရှင်သန်နေတယ်လဲပေါ့ဒါအားလုံးစဉ်းစားပြီးကြည့်ပါဆိုတော့ကျွန်တော်ရဲ့အဖြေလေးကျွန်တော်ပြောပြပါမယ် Hummingbird ကဘယ် ecosystem မှာနေလဲဆိုတော့ terrestrial ecosystem မှာနေပါတယ်ကုန်းပေါ်မှာနေတယ်ပေါ့ဗျာနော်နောက်တစ်ခါ Hummingbird လေးကဝက်ရည်လေးတွေကိုစုပ်တဲ့အတွက်ကြောင့်ပန်းတစ်ပွင့်နဲ့တစ်ပွင့်ပြန်တန်းသွားလာရတယ်အဲ့လိုပြန်တန်းသွားလာရင်းနဲ့ပန်းတစ်ပွင့်မှာရှိတဲ့ဝက်မုံကိုအခြားတစ်ပွင့်စီတို့ကူးပေးတယ်ဒါကြောင့်ကျွန်တော်တို့ Hummingbirds ဟာ pollinators ဖြစ်ပါတယ်ဝက်မုံကူးပေးတဲ့သူဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ Hummingbirds လေးက insect တွေကိုလည်းစားနိုင်ပါဒါကြောင့်သူက insectivores ဖြစ်ပါတယ်ဒါသူ ecosystem တစ်ခုမှာရှင်သန်နေထိုင်တဲ့ပုံစံပါနောက်တစ်ခါအဲ့ဒီ Hummingbirds လေးကလည်းပဲအမဲလိုက်ခြင်းကိုခံရတတ်ပါတယ်နော်ဒါကျွန်တော်တို့ Hummingbird လေးတစ်ကောင်ရဲ့ ecosystem တစ်ခုမှာရှင်သန်နေထိုင်ရတဲ့ပုံစံပါအဲ့လိုရှင်သန်နေထိုင်ရတဲ့ပုံစံကိုကျွန်တော်တို့ ecological niche လို့သိထားပါမယ် ecological niche ဆိုတာကဂေဟဗေဒဆိုင်ရာအခန်းကဏ္ဍပါသက်ရှိတိုင်းမှာရှင်သန်နေထိုင်ရတဲ့ပုံစံဆိုတာရှိပါတယ်ကုန်းပေါ်မှာနေတဲ့သက်ရှိလားရေပေါ်မှာနေတဲ့ရေထဲမှာနေတဲ့သက်ရှိလားဒါမှမဟုတ်သူကအဲအောက်ဆီဂျင်ထုတ်ပေးတဲ့သူလားဒါမှမဟုတ်ဝက်မုံကူးပေးတဲ့သူလားအသားတွေကိုဖန်ဆားတဲ့သူလားစသဖြင့်ကိုယ်ပိုင်လုပ်ငန်းတာဝန်ရှိတယ်တနည်းအားဖြင့်ကိုယ်ပိုင်အခန်းကဏ္ဍရှိတယ်နော်အဲ့လိုမျိုးကိုယ်စီပိုင်ဆိုင်ထားတဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ ecological niche လို့နားလည်ထားမယ်လူသားတွေမှာလည်းပဲဆိုင်ရာ ecological niche ရှိတယ်လို့အခြားသောမျိုးစိတ်တွေမှာလည်းပဲသူတို့နဲ့သက်ဆိုင်ရာ ecological niche ဆိုတာရှိပါတယ်ဒါကြောင့်သက်ရှိတိုင်းမျိုးစိတ်တိုင်းမှာသက်ဆိုင်ရာ ecological niche တွေပိုင်ဆိုင်ထားတယ်လို့ကျွန်တော်တို့နားလည်ထားပါမယ်ဒီလိုဆိုကျွန်တော်နောက်ထပ်မေးခွန်းတစ်ခုလေးရှိပါတယ်အကယ်၍ music တစ်ခုနဲ့တစ်ခုဟာ ecological niche တွေတူသွားမယ်ဆိုရင်ဘယ်လိုအကျိုးတရားမှုရှိနိုင်လဲဒီမှာဆိုကျွန်တော်နမူနာတစ်ခုပြထားပါတယ်ဒီကောင်လေးရဲ့နာမည်က humming hummingbird moth လို့ကျွန်တော်တို့ခေါ်ပါတယ် hummingbird moth ဆိုတဲ့ဒီတက်ရှိလေးဒီ hummingbird နဲ့ ecological niche တူပါတယ်ဘာလို့တူလဲဆိုတော့ဒီတက်ရှိလေးဟာကုန်းပေါ်မှာပဲနေတယ်သူဒီလည်းပဲဝတ်မုံကူပေးနိုင်တယ် insect တွေကိုစားနိုင်တယ်အမဲလိုက်ခြင်းကိုလည်းခံရတယ် niche တွေတူနေတယ် niche တွေတူတယ်ဆိုရင်အဲ့ဒီ music နှစ်ခုကြာဘယ်လိုအကျိုးတရားမှုရှိလာမလဲကျွန်တော်မြန်မာစကားပုံတော်ရှိတယ်လေဒါပါလိုက်အကြံတူရန်တူဆိုတာမျိုးပေါ့ဒီမှာလေးပဲကျွန်တော်တို့ကလူအင်ဆန္ဒတွေတူနေတယ်ဆောင်ရွက်တဲ့လုပ်ငန်းတွေတူတဲ့အတွက်ကြောင့်သူတို့နှစ်ကောင်ဟာသူတို့ music နှစ်ခုဟာ competitor လို့ခေါ်တဲ့ရှင်ပြိုင်သူတွေဖြစ်လာပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့အဓိကပြောပြချင်တဲ့အကြောင်းအရာတော့ ecological niche ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့ knowledge တခုရသွားမယ်လို့ကျွန်တော်မြင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်